ရင်သာမသိတာရဲလူနေရင်ဘဝတစ်ခုလုံးဟာနေသလိုကွယ်ရေပေါင်းမင်းနဲ့မပြေအိုးတပွဲလူဆိုတာတယောက်စီမနေနိုင်တဲ့သရဝါတွေပဲလို့ဆိုစမရှိခဲ့တဲ့အပေါ်မွန်တွေနဲ့အိမ်တောင်တွေနဲ့တစ်တယ်မြဲကိုမာတော့လေးတကောင်နဲ့မျက်စိလေတွေ့တာသူတော့ရှိပါတယ်ตาရတဲ့ဘဝတစ်ခုဆောက်ရန်ရွယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးကွယ်တစ်ချိန်ချိန်တော့တနေရတော့သုံးတစ်ခုသောအကြောင်းနဲ့ပြည့်သွားမြဲ